ဒီပွဲဆိုရင်နည်းနည်းလေး YG ရဲ့ drop ကိုတော့အပွင့်လုံးပြောလို့ရှိရင်တော့နည်းလေးပို့ပြီးတော့သဘောကျချလို့ကောင်းမယ်လို့တော့ထင်တယ်ဒါပေမဲ့ဒီပွဲမှာ dash နေနဲ့ဘယ်လောက်ထိဝမ်ဖိအားပေးနိုင်မလဲဆိုတော့ကြည့်ချင်တယ်ဗျာနော်ဒီကတော့ကျွန်တော်အားလေးကိမိနစ်တွေမှာဒီချိန်ဒီမှာဟန်ကလည်း Fedrin ကင်တာဆိုတော့ double retribution ဘာညာကလည်းသွားပြီးတော့ကောင်းနေတယ်လို့ Dab ရဲ့ Quishero ကလည်းသွားပြီးတော့ short လို့မရဘူးဆိုတော့တက်တယ်ဘယ်သူရမလဲကြည့်ရမယ်ဗျာ Ambrake ပဲ realize နေပြန်ပြီးတော့ King Dash မှာဘာညာ flash မှာ dash ပါသွားတဲ့ချိန်တွေဗျာ Killers ကိုထပ်ပြီးတော့ရင်အဆုံးသတ်ပေးခဲ့တဲ့ခါမှာ Ryan ဒီကောင်မှာ 10 down နဲ့ပဲ YG Fomanda with the Tartar K YG ဒီချိန်မှာလည်းကျွန်တော်ဒီရင်းရဲ့ final slash ကတကယ်ကိုကျွန်တော်အခါရကြတဲ့အနေထားတစ်ခုပြန်ပြီးတော့ဖြစ်သွားတယ်ဗျာ Battle Team 5မှာဒီ final slash ကြောင့်မယ် Hero K 4កောင်ထိ Falcon နဲ့ပြန်ပြီးတော့ပြေးလိုက်ရတယ်ဒီတိုင်းဆိုလို့ရှိရင် YG ကအပွင့်လင်းနေပြောရင်ရှေ့ကကျွန်တော်တောက်ရဆုံးရတဲ့ game တွေမှာ YG အားလေးသွားပြီးတော့မိနေအောင်နော်ဒါတော့မှ brand level 4မရသေးတဲ့အချိန်တွေဖြစ်ပါတယ်နောက်ပိုင်း level 4ရလာလို့ရှိရင်တော့ရပ်ပုံရဆိုးမလားမင်းမလည်း final slash တက်ပြီးတော့ပေးထားသေးတဲ့တောင်မှာတောက်ရှော့ pressure ပေးထားနိုင်မှာတော့ရမယ်ခုလက်ရှိ Ryan တောက်ရှော့ player ပိတ်ထားဖို့ကြိုးစားရပေါသွားပြီ The Flame of Fish Crab ဘယ်ကောင် Rami ပေါ် Winers ပြန်ပေးခဲ့တယ်နော် AOG Rami တက်ပြီးတော့ down နဲ့က slash မှာထပ်ပြီးတော့ရှင်ပြီးနေစပဲနော် flare မှာ stage swallow pop နဲ့အဆုံးသတ်ခဲ့တဲ့ကဲတဲ့ခုမှာထွန်းမောင်တော်လေးစကားပြောတဲ့အချိန်တွေတခုရှိရလို့ပြောရမယ်ပေါ့နော်အဲ့တော့ 1v1 တွေပြန်မေးဖို့တော့ကြိုးစားရတယ်ဒါပေမဲ့ back Lina ပြပါလိုက်တဲ့မှာ final set dash ပေးတိုင်းနဲ့ပဲ2 for the 1 မှာတော့ Ryan ကိုတခါတည်းပဲအပြတ်ဖြတ်ပေးထားတယ်ဗျာဒီ combination ရကျွန်တော်တို့ကြည့်မယ်ဆိုလို့ကျွန်တော် Hater ကသူနေနေမချက်ပါနေမှာသူရဲ့သူရဲ့ slash တွေအောက်မှာလည်းကျွန်တော်တို့ဒါ clutch movement တွေတော့အများကြီးထပ်တွေ့ရတဲ့ဘန်းလေးတွေတော့ရှိတယ်။ဒါမှမဟုတ် Bigo offended ဘက်က fish crab 2 match ထပ်ပြီးတော့ထိနေခဲ့တဲ့ character တခုပါနောက်တစ်ချိန်ချန်နေခဲ့တဲ့ Samgio stage ထပ်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ်။တွားကန်တာတော့ကျွန်တော်စံကြီးနေနဲ့အပြတ်ဖြတ်ဖို့ကြိုးစားလိုက်တာပဲ။ Blade ဒီပွဲမှာတော်တော်လေးချိန်နေကောင်းတဲ့ချိန်တွေမှာရှိရဗျာ။ဒါပေမဲ့ Falcon နဲ့ Hero K တောက်လျှောက်ပေးရဒီချိန်ဆိုရင်တော့ကျွန်တော်10ခေါင်းတောင်ရှိသွားပြီ။တကောင်မှသူတို့ဘက်ကပြန်မရသေးဘူး။ဟုတ်တယ်။တော့ကျွန်တော် brand fake crack တွေကအလုံးဖြစ်နေကြလို့ပုံမှန်အားဖြင့်ကလည်းဒီ blue bug တွေပါတော့ထပ်ပြီးတော့ final slash ဒီကောင်းမှာလည်း blue bug ကိုတော့သူ့အနေနဲ့ရရှိသွားခဲ့ရင်တော့မရှိဘူးဗျာမင်းရဲ့ first hour ကိုပွဲသားချင်း6မိနစ်မှာပေးလိုက်ရတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာလည်းဒီ blue bug တွေရောက်တော့ခတ်လာပြီဗျာ match point တခုကိုရောက်ရှိလာခဲ့တဲ့အချိန်ဒီမှာ YG သွားနေခဲ့တဲ့ chat ကိုအတော်လေးတော့ကောင်းအောင်နေမယ် AOG နော်မလား stage only ပဲသွားထိနေခဲ့တဲ့ခိုင်တယ်မှာတော့ stage ကိုတော့ Killers ပြန်ပြီးတော့ Southern Freeze ကမှ2 man လေးပဲ backline ကိုပြန်ထိန်းခဲ့တယ်ဆိုပေမဲ့နောက်မှာတော့ Jewelry အတော်လေးနေပါတဲ့ stage နဲ့အရင်သွားကြုံလို့တော့မရောက်ဘူးဗျာသူကိုယ်တိုင်ပဲပြန်ချဖို့တော့များနေခဲ့တဲ့အခြေအနေပါ Falcon အနေနဲ့ကျွန်တော်လိုက်ဆိုင်မှုတော့ကြိုးစားနေတယ်အဓိကသူတို့ဘက်က carry player YG ပြန်ချတဲ့အတွက်ကြောင့်တွေ့တော့လိုက်ချင်ဖို့ကြိုးစားပြီးပြီးထိုးပေးလာပြီဗျာတော့ချောင်းပဲတော့ချက်နေခဲ့တဲ့ fan ချက်တက်ပြကြအောင် final flag တပြည့်ဝင်လာတော့ play တော့တပြည့် down ရတယ်ဗျာဒေါ်လီ
strike ကြမှာ KA ပြန်လာပြီးတော့ forward လုပ်နေတယ်မချင်းပြန်လာပြီးတော့လွတ်မြောက်သွားလိုက်မလားကြည့်ရမှာဗျာ Cherokee dash တောက်ရှောင်း live ပါလာခဲ့ဆိုမှတစ်ခါကလည်း must be အနေနဲ့ခိုင်တယ်မှာ slash တွေ dash တွေကိုရေးပြန်ပေးတော့လို့ကြိုးစားခဲ့မယ် shut down ခဲပိုင်းပဲနေ 3 man down တီတော့ YG ဒီခါမှာပြန်ပြီးတော့ပေးထားပါသေးတယ် ဘယ်အချိန်ဝင်ရှာချက်ချင်းကြီးပြောင်းသွားနိုင်တယ် price award ပြီးတော့ retribution မှာဟမ်ရှောင်းတော့ပြန်ပြီးယူသွားတယ်ဗျာ hero k 3ကိုပြန်ပေးလိုက်ရခဲနေတယ်တစ်ဖက်ကကျွန်တော်တို့ဒါလီနာနဲ့သွားပြီးတော့ရှင်းမယ်ဆိုလို့ရှိရင်တော့လီနာအရင်ပေါ် spike ဖြစ်နေကြတယ်ဆိုတော့ chat ကိုကျွန်တော် KMI လဲလုံမရပြုတ်မရနည်းနည်းလေးတော့ခက်ခဲနေတာဗျာ အဓိက balance ဖြစ်နေတဲ့အနေထားပေါ့လေ level ဆိုင်ရဆိုလို့ရှိရင်တော့လီနာသွားပြီးတော့တစ်စင်းလောက်တော့မှတာနေသေးတဲ့အခြေအနေမှာရှိတယ်ဆိုတော့ dash ကတော့ item ဘာတွေပြန်ပြီးတော့ fan ထားသေးတယ်အဲ့တော့ network gap တစ်ခုကတော့အနေငယ်လေးတော့ကွာဖို့ကတော့ရှိနေတော့မယ်အနေငယ်လေးတော့တော်တော်များလာပြီနော် 5K နားလောက်ကတ်လာပြီ ကျွန်တော်တို့မင်းနေလို့မရတာအဲ့ဒါ stage လို့ပြောရမယ် stage တာအကယ်၍ crossbow တက်နေပါဖွင့်သွားမယ်ဆိုရင်အပြောင်းလဲကအများကြီးဖြစ်သွားနိုင်တယ်လောက်တဲ့နေတခုကတော့ကျွန်တော်ပြန်လဲပြီးတော့နှစ်သင်းလုံးပြန်လှုပ်ထားတယ် advantage ရရှိတဲ့သင်းတွေနဲ့အများကြီးပြန်လဲပြီးတော့လှုပ်လို့တော့ရတယ်ဗျာဒါပေမဲ့တောက်လျှောက်တော့ပြန်ပြီးတော့ force နေပြီ energy rushing rapid down စီမက်ကန်စလာကန်တောက်လျှောက်ပြန်ရတဲ့ခဲတဲ့တစ်ခါတစ်ဖက်ကလည်း Kinesis ကပြန်ဖို့တော့ကြိုးစားနေတဲ့ 1G 5v1 နဲ့အောက်မှာ Kinesis ကတော့ပြန်ပေးရဖို့တော့များနေကြတဲ့ခိုင်းတယ်မှာ 1 for 1 trade ခဲ့တယ်ဒါပေမဲ့တစ်ဖက်ကလည်း Falcon ဆက်ပြီးတော့အဆင်ပြေနေစေရပါပဲ ပြောလို့တော့မဆုံးသေးဘူးဗျာဒီချိန်မှာဘယ်တဲ့ team fight တွေ live ဆိုင်မှုကြိုးစားတယ် retribution ပြန်ရသွားတဲ့ Falcon နဲ့ပြန်ဖုန်းကိုကြိုးစားတယ် Kinesis ကြံခဲ့တဲ့အချိန်မှာသူတို့ပြန်ပေးလိုက်တယ်ဗျာ YG ကတော့ကျွန်တော်ဒီချိန်မှာ main မှာရှိတဲ့ second round ကိုတော့ပြန်လဲပြီးတော့ရယူပါအောင်မယ် လောကတော့တေချာပေါက်ရလိုက်တယ်ဆိုတဲ့ချက်လေးကတော်လေးကောင်းတယ်ဗျာအဲ့ဒီလိုလေးပြောသလိုပဲเนาะကျွန်တော်ဒီ Benny လေးကနည်းလေးစောင့်ကြည့်ရမယ်စရင်းထဲမှာတော့ရောက်လာပြီ Dash Retribution အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲမှာလုံးရောက်အောင်ယူနိုင်ခဲ့တဲ့ချက်ကဒီနေ့ပွဲစဉ်အတွက်ပြန်ပြီးတော့ comeback လုပ်နိုင်မလားဆိုတဲ့အနေထားမျိုးတော့ကြည့်ရမယ်ဗျာ YG ဘက်ကလည်းသူတို့ဒီ law နဲ့တူပဲအနည်းဆုံးပြန်ပြီးတော့ပေးရမယ့်အနေထားတွေတော့ပြုလုပ်ရလိမ့်မယ် Dash လိုအပ်နေတဲ့ item တွေပြန်ရလာမယ် Benny ဒီ item ဆိုင်တွေဖြစ်နေနိုင်မယ်ဆိုလို့ရှိရင်တော့နောက်ပိုင်းမိနစ်တွေမှာ Game 7C ကိုသွားဖို့အတွက် Falcon ဘက်ကကြည့်ရင်တော့မျောလင်းချက်လေးတော့ဖြစ်လာနိုင်တယ်ဗျာ ဒါမှ RK minute တွေမှာ 10-0 တော့ Hero K ဘိုင်းဆိုင်ရာရရောက် network ဘိုင်း lane phase တွေအကုန်နေနေတာ Falcon ဒီလိုမျိုးကြော်ပြန်ပြီး 10 point တွေရှာနေတာတော်တော်လေးကောင်းတယ်လို့ပြောရမယ်ဒီအချိန်ကတော့သူတို့အတွက် Map Control ဘိုင်းဆိုင်ရာပြန်လဲပြီးတော့အသာလေးရောက်သွားနိုင်တဲ့အခြေအနေတစ်ခုမှတော့ရှိရတယ်ဒါပေမဲ့လီနာကိုသွားပြီးတော့ပဲလာကိုကြိုးစားတယ် Cherokee Bandas နော်ပြီးခဲ့တဲ့ပွဲမှာလည်းကျွန်တော်ဒါပြီးခဲ့တဲ့ခိုက်တဲ့တစ်ခုမှာလည်း catch moment တစ်ခုနဲ့တူပဲ dance to law objectify ကိုပြန်လဲပြီးတော့သိမ်းပိုက်ထားနိုင်ခဲ့တဲ့အပန်းလေးလေးရှိတယ်ဒီတစ်ခါမှာလည်းပြန်ပြီးတော့ hero ကလေးရောက်နိုင်ခဲ့တဲ့ခိုက်တဲ့တစ်ခုမှာလီနာကိုရန်ဆာ hero ကလေးပါလေးပြန်ကြားတဲ့အခြေအနေမျိုးလေးတော့ဖြစ်လာတယ်ဗျာထို့အတူပဲ main first star ကိုပါ YG ထပ်ပြီးတော့ပေးထားလိုက်ရပြီနော်ကျွန်တော် YG နေနဲ့ကတော့ဒီချိန်မှာတော့သူတို့ရသလောက်တော့ကာတာပဲပြောမှဆိုကျွန်တော် early game မှာတော်လေးတာရတာမှန်တယ်ဒါပေမဲ့လော်ပေးလိုက်ရတဲ့အချိန်မှာသူတို့ဒီ network gap တွေလည်းပြန်ပြီးတော့ခွင့်ပြုလိုက်ရတယ်တာဝါကြီးလည်းပါသွားတယ်ကြာအဲ့ဒီပြင်မှာ hero k တွေပါတောက်လျှောက်ပြန်ပြီးတော့လီနာပေးနေရဆိုတဲ့ချက်လေးကတော့နည်းနည်းလေးအန်နေများလို့ပြောမယ်နောက်ပိုင်းကျူရှင်းကတောက်လျှောက်ကြလာမယ်ဆိုလို့ရှိရင်တော့ဒါကအဲ့လိုတင်းထဲမှာဆိုရင်မီလီဟီးရိုတွေကိုထိမ့်မဲ့ကောင်မရှိဘူးဖြစ်သွားနိုင်တယ်ဗျာပြီးတော့နောက်ချက်အနေနဲ့ကျွန်တော် dance ရဲ့ question တို့ဗျာပုံဝင်လေးပြောရရင်လီနာစီကိုတောက်လျှောက်သွားနေတဲ့အပိုင်းရဲ့ stage ကိုသွားနေတဲ့အပိုင်းကြီးခုနကတော့ game မှာကလေးကဒီ dance ရဲ့ questionတကူဝိုင်းပေါင်ပတ်သက်လာမှတော့ရနိုင်မယ်ဗျာကဲဒီကတော့နောက်ပိုင်းမိနစ်ပိုင်းချားတွေမှာ stage ရဲ့1-1ရှေ့ပွဲမှာလည်းကျွန်တော်တို့ကောင်းကောင်းကြီးထမ်းနေပေးနိုင်ခဲ့တဲ့အပိုင်းလေးရှိတယ်ဒါပေမဲ့နောက်နေ့ဒါကိုရှိက mention လုပ်ခဲ့သလိုပဲပြန်ကြည့်ရမယ့်ချက်ကသူဒီ jewelry ဒီပိုင်းနေမှာအတော်လေးအားနည်းတယ်ဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့မေးထားလို့တော့မရဘူး spectacular ပိုင်းနေမှာ dance သို့မဟုတ် ram ဝင်လာမယ်ဆိုရင်တော့မှဒီ1-1အတော်လေးတော့ပြန်ပြီးတော့ခဲလုံးရမယ့်အပိုင်းလေးတွေတော့ရှိတယ်ထို့အတူပွဲချင်းနည်းနည်းလေးကြာတဲ့အချိန်မှာ Jushin ရဲ့ impact တစ်ခုလည်းကျွန်တော်တို့ပြန်ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေဗျာ 3 man တောက်လျှောက်ဝင် dive front line power တစ်ခုတော့သူရဲ့ land of flare လေးနဲ့ထိန်းနိုင်ပါမလားပေါ့လေnetwork gap တစ်ခုကအရင်ရောမကွာတော့ဘူးခုနကပြောခဲ့သလိုပဲထိန်းနေမှာမလားဆိုတော့မေယိုးတွေကိုသိရဖို့လားသိမလို့တော့ဗျာဒီမှာတော့ KA Arabia Town တွေသွားပြီးလှုပ်တဲ့အချိန်မှာခြုံထဲမှာ၄កောင်လောက်ရောက်နေတဲ့အတွက်ကြောင့်မလို့ AOG တော့သုံးလိုက်ရတယ်ဒါပေမဲ့ လောပေါ်ဖို့အတွက်လုံးဝနီးကပ်နေတဲ့အချိန်မှာအ
အရေးကြီးတဲ့ AOG မရှိတော့ဘာဆက်လုပ်မလဲ second law fight တခုကတော့တကယ်ကိုနှစ်သိန်းလုံးအတွက်အရေးကြီးတယ်ပုံမှန်လေးပြောရရင် AOG spell ကိုသူတို့စောင့်မလား YG 12ကတော့ကြော်ဒီချိန်မှာ better initiating လုပ်ဖို့အတွက်သူတို့ကြိုးစားမှာဖန်ပေးဖို့ပြုဖို့အတွက် final slash တွေရှိတယ် energy eruption တွေအစားရှိရဲ့ spell တွေနဲ့သူတို့အနေနဲ့ပြန်ဖန်ပေးလို့တော့ရတယ်ဗျဒါနဲ့တကူတော့ပြန်သွားဖို့တော့ကြိုးစားနေသေးတယ်ဒါပေမဲ့ဒီချိန်မှာတော့တွေးတော်တော်လေးက final တော့ပါသွားပြီ နဖလန်ထပ်ပြီးတော့ပါလာဝင်တော့ Crown ထပ်ပြီးတော့ KL Fish Crab ပြန် dance right hand လေးပြန်ထွက်လာကြတဲ့ Canada ကမှကျူရှန်သူ Shadow လေးပြန်ပြီးတော့ခွာ Shadow ခေလာကြတဲ့ Canada ကမှ Shadow က back လာမှာဟန်တော့ထပ်ရကြတဲ့ Canada မှာပြန်ပြီးတော့ Hero ကလေးပြန်ပေးရမယ် 1 for 1နေအောင်ပါ dance ကို play ထပ်ပြီးတော့သိမ်းပိုက်ထားပါသေးတယ် Hero K တွေကတော့ trading လုံးလိုက်ရတယ်ဆိုပေမဲ့တကယ်ကိုဂျင်းနဲ့ချက်တဲ့အရောက်သွားတယ် dash နဲ့ retribution ပေါက်ဖို့အတွက်ဘလို့မှမရနိုင်ဘူးဗျာဒီတစ်ခေါက် YG နဲ့ law ရလိုက်တယ်ဆိုတော့ဒီတစ်ခေါက် law နဲ့တူတူပြန်တက်တဲ့အချိန်ဒီမှာ mega တွေရမယ်ဆိုရင်တော့သူတို့အတွက် share ပဲလို့ပြောရမယ် ဟုတ်တယ်เนาะကျွန်တော် law ကတော့ပေးလိုက်ရတယ်ဒါပေမဲ့ Hero K ပြန် trade ခဲ့ရဆိုပေမဲ့ law ပေးလိုက်တဲ့ချက်ကတော့တော်လေးသိတာတယ်ဗျာဒီ law နဲ့တူပဲလိုအပ်နေခဲ့တဲ့ mega turret တွေကိုတော့ YG ရယူသွားနိုင်မလားကြည့်ရမယ်ဒီပွဲဒီတကယ် match point ဖြစ်နေကြသလိုဒီ game ကိုနိုင်ရတဲ့ YG က champion ဆုကိုရမယ်ဆိုတော့နောက်ကတွန်းအားတွေကလည်းအများကြီးတော့ရှိနေတယ်ဗျာတစ်ဖက်မှာလည်း dash ပြန်ပြီးထွက်လာမယ်ဆိုလို့ရှိရင်တော့9ရောက်အနေထားလေးပြန်တွေ့နိုင်တယ်ဒါပေမဲ့ mega tower ကိုတော့ YG ဘယ်လိုယူသွားမလဲဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ တော့နဲ့တူပဲထပ်ပြီးတော့ပါလာခဲ့တဲ့အပန်းလေးရှိရင်တော့မလဲ Consi Blink တစ်ဖက်ကလည်းသူဝင်လာဖို့တော့ကြိုးစားလေးရဆိုပေမဲ့ Starling ဘေးနေအောင်မှာတော့လုံးမြပြူးမြဆိုတဲ့အနေထားမျိုးလေးတော့ပြန်ပြီးတော့ရှိနေတယ်ဘေးကတဲ့ပွဲတွေကလည်းမျိုးနည်းနည်း Eve to Fasa လို့မျိုး zone damage တွေအရင်ပါမလာရဘူးဆိုတဲ့ခိုက်တဲ့တစ်ခုကြောင့်လည်း YG နေနဲ့အရင်တော့ high draw တိုးလို့တော့မရဘူး slash ကပါလာပြီး cross ဒီအောင်မှာတောက်လျှောက်ပဲလိုက်ပါရနေပဲ Sam G တမ်းပြီးတော့ down သွားတယ်ဗျာ Hero K ကတော့ကြော်ဒီချိန်ဒီမှာပေးလိုက်ရပြီဆိုတော့ full versus 5ပြန်ဖြစ်သွားပြီဒါပေမဲ့ minion wave တွေကမကုန်သေးဘူး super minion wave တွေပြန်တက်လာအောင်ပဲချိန်ဒီမှာ online mega တကူတော့ YG အရင်ဆုံးတော့ try ဖို့ကြိုးစားအောင်ပဲဗျ energy ration တော့သွားပြီးတော့မိထားတယ် land of flame တကယ်မျိုးတောင်းဖို့ကြိုးစားနေပါသေးတယ် upright 1ဒါပေမဲ့ minion wave ကပြန်ထွက်လာအောင်မှာ second 40ဆိုတော့ Falcon နဲ့ defensive လုပ်ဦးမယ်ဗျ 4v5 မလဲ AOG slash မှာ trim man Jin Messi again and again and again and again energy rushing တော့ကြောက်ထားမြင်ခဲ့တော့ကပြစ်ချက်တွေအောင်မှာ2 man လေးထပ်ပြီးတော့ထိထားတယ် land flare တွေမှာ Lina Kides Rami ထပ်ပြီးတော့2 man down ခဲ့တဲ့ Canada ကမှ Crystal Throne ကို Fish လေးလာပေးလိုက်မှာ triple K he cannot draw make him တော့ကြောက် Lina နဲ့ flare နဲ့ back line မှာ offer တယ်လို့ Sam G ပြန်ပေးထားတဲ့ဆိုရင် shut down ကတော့ကြောက်ကြည့်ခဲ့တဲ့ Canada ကမှတော့နောက်က2 man ချန်နေခဲ့တဲ့ Falcon Eastball ထပ်ပြီးတော့ defend ထားစေပါပဲ မရဘူးဗျ Falcon Esports ရဲ့ defensive ကလည်းဒီနေရာမှာတော်တော်လေးကိုကောင်းမွန်လုံးတယ်လို့ပဲပြောမှာဖြစ်ပါတယ်တစ်ဖက်မှာ YG သူတို့ဒီအမားတွေတော့မလုပ်ချင်ဘူးဗျာ mega 2လေးရရှိထားတဲ့ချိန်ဒီမှာတခါတည်းအမ်ကိုစူးစမ်းနေနေပဲတောက်လျှောက်ဆိုလိုပြန်ပြီးတော့ပေးလိုက်ရနိုင်တဲ့အနေအထားတွေရှိတယ်ဗျာဒါကြောင့်မလို့အသာလေးပြန်လဲ forward လာတယ်ပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းပေါ်လာမဲ့ draw ကလည်း second 50လောက်ပဲကျန်တော့တဲ့ချိန်မှာဒီ log ကို Falcon မရဘူးဆိုလို့ရှိရင်တော့ဒါကပြဿနာတော်လေးတက်နိုင်တယ်ဗျာ တကယ်တော့ YG နေနဲ့အနောက်ကိုပြန်ပြီးတော့ forward လိုက်တာတော့နည်း safe ဖြစ်သွားနိုင်တယ်ပွင့်လေးလေးပြောရရင်ကျွန်တော်တောက်လျှောက်ဆိုလိုပဲသူတို့အနေနဲ့ဒီတခါလေးချိုးဖို့ကြိုးစားခဲ့တာပါဗျာအဲ့ချိန်မှာစန်ဂျီပြန်ထွက်လာပြီးတော့ဘေးကုန်းနဲ့ပြန်ထိန်းသွားတယ် Hero Kit တွေပြန်ပေးလိုက်ရတယ်ပြင် Hero Kit တွေပြန်ပေးရတာကိစ္စတခုမဟုတ်ပေမဲ့ itemization နဲ့နောက်ပိုင်းမှာ Falcon ဘက်ကပြန်ပြီးတော့ရလာတယ်ဗျာအဲ့တော့ mega 2လိမ့်ပေးထားတယ်ဒီချိန်ဒီမှာ second 30အချိန်တခုရှိမယ် minion wave တွေကို Falcon နေနဲ့ပြန်ကြောင်းထားရမယ်ဗျာ objective 5မှာပဲသူတို့အနေနဲ့ပြန်ဆိုင်မလားဒါမှမဟုတ် objective မလာခင်မှာဗတဲ့တခု create လုပ်မလား Ryan ကိုဖျက်ဖို့တော့စတော့ကြိုးစားနေပြီဗျာ ပြန်လေအတော်လေးများသွားခဲ့တဲ့ချိန်တွေမှာတော့ energy rushing လုံးဝ double tap ပါလာရင်လည်းဗျ Ramic ထပ်ပြီးတော့ကျသွားခဲ့တယ်ဆိုတဲ့ချိန်တွေမျိုးလေးတော့ဖြစ်လာတယ်ဗျ front line ပိုင်းတွေမှာ hey တိုင်း impact ကျဆင်းမှုကပိုပြီးတော့တိကျလာတယ်အဲ့ဒါပြုံးမှာအားလေးကိမှာကိုယ်ရ Hero K 9កောင်လောက်ပေးထားတယ်ဆိုတဲ့ချက်တခုက hey တိုင်းရဲ့ durability ဒီ late game နဲ့ပိုင်းခြားတွေမှာ stage 2 paper တခုတော့ပြန်ပြီးတော့ဖြစ်လာတယ်ဗျ ဟုတ်တယ်เนาะကျွန်တော် advance ဆိုင်ရာ stick ကပုံများလာကြတဲ့နောက်မှာ Hera ရဲ့ impact က late game မှာတော့ကျတယ်အဲ့ဒီပြုံမှာ9ကလောက်တည်ထားတဲ့အနေထားဆိုတော့သူ့အနေနဲ့လောကကန်ရတာတော်လေးခတ်သွားပြီ Ramic ကဒီအချိန်မှာ spare တောင်းပေးရမယ်အနေထားတော့ပဲပြန်လို့ဖို့တော့လွယ်တော့မယ်နောက်မှလည်း YG ဘက်ကနေ play ကိုစီးလေးပါလေးပြန်ပေးတဲ့ Badan fake crash စပြီးထိုးလိုက်ဗျာ ဒါကြောင့် fish crash နဲ့ flare မှာ AOG ထပ်ပေးလာတဲ့ Canada ကို rap ဒီမှာ flash နဲ့တော့ရင်းထပ်ပြီးတော့ထိုင်ခဲ့တဲ့ Canada မှာ AOG နဲ့ပြန်ခုန်ထားဖို့တော့ကြိုးစားခဲ့မယ် KSG ပြန်ချခဲ့တဲ့နောက်မှာဒီလော့ကိုလည်း Falcon Eastball ထပ်ပြီးတော့ခွင့်ပြုရပါဦးမယ် ဘယ်မှာမရှိရ battlefield တခုက YG တို့အခွင့်ကောင်းတစ်ခုလို့ပြောရမယ်ဗျာဒီချိန်ဒီမှာတော့သူတို့အနေနဲ့လော့တော့တရားပေါက်ရောင်တော့ရရင်တော့များတယ်အဲ့တော့ YG ရဲ့ attacking တခုတော့ကျွန်တော်ပြန်လဲပြီးတော့စောင့်ကြည့်ရမယ် Falcon ဘက်မှာတော့ defensive ဘက်ကိုပြန်သွားရမယ်ဗျာကိုကြီးဒီတိုင်းဆိုလို့ရှိရင်တော့ Bini ရဲ့ damage ကျွန်တော် dash ရဲ့ damage Sanji ရဲ့ damage နဲ့ Minion Win 3 win ထွက်လာမယ် timing ဆိုလို့ရှိရင်တော့ Falcon နေနဲ့နည်းဆုံး online mega ပေးပြီးတော့ defensive သွားလို့ရတယ်ဒါပေမဲ့တခုပဲ attacking လုပ်ရတဲ့အပိုင်းတွေ defensive လုပ်ရတဲ့အပိုင်းမှာ Hero K တွေမကြသွားဘူးလို့လိုအပ်တယ်ကြာသွားတဲ့အသင်းတွေနဲ့ရှေ့ဆက်ကိုတိုးဖို့နည်းနည်းခက်ခဲသွားနိုင်ဆို Falcon ဒီလည်း defensive လုပ်ရတဲ့အပိုင်းမှာအားရော့သွားနိုင်တယ်ဗျာ အဓိကသလင်းလုံးကိုညီအောင်ညီပြီးတော့တက်လာမယ်ပြီးတော့တွေးရင်တွေးရတဲ့ဝမကိုတွေသွားမိနေမယ်ဆိုလို့ရှိရင်တော့ Falcon defend ဖို့တော့ခက်လိမ့်မယ်ဗျာ immortality တွေ
လိုအပ်နေတဲ့အချိန်လိုပဲပြောရလိမ့်မယ်ဗျာဒါပေမဲ့ medium wave က2 wave ပဲတက်လာတယ်အောက်ကနဲလေး delay နေတော့မယ်ဆိုတော့ဒီလောက်ရှင်းဖို့အတွက်ကတော့ Falcon မှာအခွင့်အရေးတွေကတော့ကြံရှိနေတော့လို့ပဲပြောရမယ်ဗျာ online mega လေးထပ်ပြီးတော့ပေးရတဲ့ခိုင်တဲ့တခုနောက်မှလည်းကျူရှင်းလည်းနောက် flare လေးဆက်ပေးလိုက်တဲ့ခိုင်မှာလည်းနောက် flare ဆက်ပြီးတော့ပါတယ် Bigo offended မှာ2 man လေးပဲ I'm stopping back in the pain ပြားကလည်းခိုင်တဲ့ damage အမှတစ်ဖက်က Lina Kids ကိုပြန်ပြီးတော့ဆုံးတဲ့ crossbow တန်းတွေကို double လုံးဝ win the crown တွေကာလာခဲ့တဲ့အချိန်ဒီပိုင်းမှာ stage ကိုရိုက်ခွဲပဲရမယ်နောက်က backline တောက်လျှောက် 1G ထပ်တိုင်းထားခဲ့မယ် double kill ပြန်ကြားခဲ့တဲ့ခိုင်မှာ 4-3 Lina takes tripper he's got step going Yango Galacticos the champion of the new war when light or down season 3 the undying star points in the downtown and we got trophy we got a rangy make some noise for Yango Galacticos Champion Yangon Gladiators 来到 round season